အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ file permission တွေအကြောင်းကျွန်တော်လေ့လာကြည့်အောင်အဲ့တော့ကျွန်တော် file တစ် file ကို create လုပ်လိုက်ပြီပေါ့နော်ကျွန်တော် file တစ် file ကို create လုပ်လိုက်ပြီဆိုတာနဲ့အဲ့ဒီ file ပေါ်မှာရှိနေတဲ့ owner တွေ permission တွေအကြောင်းသိဖို့လိုအပ်တယ်အဲ့တော့ file တစ် file ကို create လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ owner 2ယောက်ရှိတယ် user နဲ့ group နဲ့ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်ကိုကလက်ရှိမှာကိုယ့်ရဲ့ system ကို root user နဲ့ login ဝင်ပြီးတော့ file တစ် file create လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီ user ရဲ့နာမည်မှာ root user ဖြစ်နေလိမ့်မယ် file တစ် file ကို create လုပ်လိုက်ပြီဆိုရင် root user နဲ့ login ဝင်ပြီဆိုရင်အဲ့ file ရဲ့ owner ဒီ root user root group ဖြစ်ဖို့သိကြသွားပြီအဲ့တော့ file တစ် file ရဲ့ permission ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ကဒီတိုင်းပဲပေါ့နော်ကျွန်တော်ဒီ file တစ် file ကို permission ကဒီ root user ကဘာ permission ရနေလဲ root group ကဘာ permission ရနေလဲဆိုတာကိုသိနိုင်တယ်ရေဘူးအားဖြင့် permission တွေကိုလေ့လာတဲ့အခါမှာ file တစ် file directory တစ်ခုရဲ့ permission မှာ10နေရာသာရှိတယ်ပေါ့နော်ဒီလိုမျိုးဒါဆို3နေရာနောက်ထပ်3နေရာနောက်ထပ်3နေရာနောက်ထပ်1နေရာပေါ့အဲ့တော့ဒီနေရာလေးအကြောင်းကိုတော့မရှင်းပြတော့ဘူးเนาะဒါက ACL ဆိုပြီးတော့သိနိုင်တယ်โอเคအဲ့တော့ဒီမှာ6နေရာသာရှိတယ်အဲ့6နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ user နေရာရှိတယ် group နေရာရှိတယ်နောက်ထပ်ကြံတဲ့1နေရာကိုဘာလို့ခေါ်မလဲဆိုရင်နောက်ထပ်ကြံတဲ့1နေရာဒီ otherလက်ရှိပိုင် file တစ်ခုကိုပိုင်နဲ့ပိုင်ရှင်မဟုတ်တဲ့တခြား user တွေဥပမာမင်းရဲ့ system ကြီးမှာ root user အပြင်ကိုဘိုးစင်မျိုးဆိုတဲ့ user ရှိနေမယ်ဆိုဒီ other ဒီဘိုးစင်မျိုးဒီ other user တွေမှာပါဝင်နေမယ်နောက်ထပ် group service group တို့ state group တို့ဒီလိုမျိုး group တွေဒီ root group မဟုတ်တဲ့ group တွေဖြစ်တဲ့အတွက်ဒါ other group တွေပေါ့နော်အဲ့တော့ other ဆိုတဲ့အထက်မှာကျွန်တော်တို့ user တွေရော group တွေရောပါဝင်နေတယ်ဆိုတော့ကြည့်အောင်တယောက်ကိုတဲ့3နေရာစီပိုင်နေဆိုတော့ပထမဆုံးအရှိနေရာလေးက user နေရာလေးเนาะနောက်ထပ်အလဲကနေရာလေးက group နေရာလေးနောက်ထပ်နောက်ဆုံးနေရာ3နေရာလေးကဘယ်သူနေရာလေးဆိုရင် other နေရာလေးအဲ့တော့ file directory တွေပေါ်မှာရှိနေတဲ့ permission ကဒီ3ဦးရဲ့ permission တွေကိုကျွန်တော်တို့ကလေ့လာမှာဖြစ်ပါတယ် okay ဆိုကြပါစို့ user အဲ့ဒီ user နဲ့ group နဲ့ other နဲ့ရှိမယ် user ဒီဆွမ်းက create လုပ်ခဲ့တဲ့ file လေးကိုဘာ permission ရနိုင်မလဲဆိုရင်rewrite execute ရနိုင်မယ်ဆိုရင်ဒါဒီ user ဒီအဲ့ဒီ file လေးကိုစိတ်ကြိုက် manage လုပ်လို့ရတယ်ဒါဒီ full permission ရနေတာနောက်တစ် group က read နဲ့ execute ရနိုင်မယ်ဆိုလို့ရှိရင်ဒါဒီ read တစ်ခုတည်းရနေမှာအားသာဒီဘာ permission မှာ dat ဆိုလို့ရှိရင်ဘာ permission မှာရနေမှာမဟုတ်ပါဘူးဒါဒီကျွန်တော်အကြမ်းမြင်ရေဘူးအားဖြင့် file တစ်ခုရဲ့ information ကိုကြည့်တဲ့အခါမှာ ls-a နဲ့ကြည့်ပြီးတော့ls ကြည့်လိုက် ls နဲ့ကျွန်တော်တို့က a နဲ့ကြည့်လိုက်တဲ့အချိန်မှာတွေ့ရတဲ့ file ရဲ့ permission owner ရဲ့ overview information ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်